ဒါကတော့အေးမှုကင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်သုံးတဲ့ MS ပါအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Aura Gaming MMP ကနေအားလုံးကြိုဆိုလိုက်ပါတယ်အားလေးပိုင်းရန်ငယ်တိုးတာတွေတော့ကြော်လိုက်ပါမယ် Blue Rubber တော့စပြီးပါပြီလဲဖို့တော့မရသေးပါဘူးမြေပုံကြည့်လိုက်တော့အပေါ်လန်းကိုလေးမှာဘက်တရီဖြစ်နေလို့ကြောင့်မလို့တော့ကူပါမယ်ဟိုက်ပါကိုင်းတော့မြေပုံကိုအမြဲကြည့်ပေးပါတာတဲထွက်ဖို့ကလည်းစက္ကန့်နဲ့ငယ်ပဲကျွန်တော်တို့ကြောင့်မလို့ဒီကောင်တွေကိုကန်းလို့ရမရရင်တော့ကျွန်တော်တာတဲကိုဆင်းရတော့မှာပါအခုဆိုရင်ပဇာနာလည်းကျွန်တော်ကိုကူဖို့ရောက်လာပါပြီအဲ့တော့ဇီလောင်းကိုပဇာနာနဲ့နှစ်ကောင်ပေါင်းပြီးတက်လိုက်ပါတယ်ဒီပေါ်မှာလိန်ကန်းနာလည်းပြီးပြီဆိုတော့တာတဲကိုတစ်ခါလေးဆင်းပါမယ်ဟိုရောက်တော့တာတဲရဲ့စတော့နေပါပြီကန်တင်ကြားသိမှာပဲခင်ဗျာလူလေးပေါက်ပြီးတော့ယူလိုက်အောင်ပါပဲတိုင်ဂရီရောပဇာနာရှိတယ်လို့ကြောင့်မလို့ဟိုဘက်ကမှတေးလျှော့သွားပါတယ်ကြည့်လိုက်တော့လီလာအသိနေပြီးပဇာနာနဲ့တိုင်ဂရီရဲ့အပေါ်မှာတစ်ဖက်နေပါတယ်ခုနဲ့အနည်းဆုံးဖြစ်တဲ့ EHB လင်းရကောင်ကိုကန်ပါမယ်တာတဲဆောင်ရင်ပဇာနေတော့ဟိုဘက်ကမှတဲကအချမ်းငယ်အသေးလေးလာနှိုက်ပါတယ်မရတော့ပါဘူးကျွန်တော်မရလိုက်ပါတယ်ကလာကိုစားတဲ့မာတစ်ကိုကမ်းမယ်ဆိုပြီးတော့မာတစ်နောက်ကိုလိုက်ပါတယ်တိုင်ဂရီနဲ့နှစ်ကောင်ပေါင်းပြီးတော့ဒါမဲ့မာတစ်ကိုမမီတော့တဲ့ကြောင့်မလို့အပေါ်လိုက်မှာရှိတဲ့ဇီလောင်းနဲ့ဟဲရီကိုလင်ကမ်းပါမယ်ဇီလောင်းကတကယ်ပြေးတာပြသေးလားမမီဘူးလိုက်နဲ့ကော်ပြီးတော့တစ်ခါလေးပြေးသွားတယ်အက်တီမိတ်တင်တာလည်းအိုက်တန်ကမထွက်တော့မပြတ်ဘူးဒါပေမဲ့ဘုံတော့ဖြစ်တဲ့တစ်ချက်ရလဲတော့ပြတ်သွားပါတယ်ဟဲရီကတော့လိုက်ပွဲလေးပါဘူးရှင်လည်းရောက်ချလာပေါ့နော်ဒါကိုစောက်တော်လေးပြီးပြီးတော့တိုင်ဂရီကိုတော့တတ်သွားပါတယ်တိုင်ဂရီကိုမတက်ဘဲနဲ့ကျွန်တော်တိုင်တော့သူအဆင်ပြေတော့မှာဗျာတိုင်ဂရီရဲ့တတ်တော့အခုတော့သူလည်းပြန်တည်သွားပါတယ်ဒါတရားလည်းအထွက်ဆိုတော့အခိုက်ပါပဲ။ကျင်းကလင်းနေစပယ်ရှောက်နေပြီးတော့တတ်သွားထင်တာပဲ။အတဲစားပြီးတော့လည်းရန်သူဘက်ကမိုးစရာအသီးလေးတွေကိုရရင်ရသလောက်စားပါဒါမှကိုကရန်သူထက် level ရော EHP ရောတာမှဖြစ်ပါတယ်။မတ်တက်က rubber စားနေတာရမလားလို့သွားနှိုက်ကြည့်မယ်နော်။ report ပြီးတော့စားတော့ပါတယ်။အဲတော့မရတဲ့ဆုံးကျွန်တော်လည်း walking free လေးစားမယ်ဆိုပြီးစောင့်နေပါတယ်။ဒါပေမဲ့အခုရှင်ကလမ်းမပြီးတော့ဝင်သွားပါတယ်ကျွန်တော်တက်တယ်ကိုရဘစားပြီးတဲ့အချိန်မှာ Sky Visa item ထွက်သွားပါပြီအဲတော့ကျွန်တော် online နောက်ကောင်ခံပါမယ်ဒီပဲတားနေတာရဲ့တိုက်ခရီးရဲ့လောက်ွယ်ကြောင်း Asma ပဲ short သွားပါတယ် Sky Visa item လည်းထွက်ပြီဆိုတော့ဒီထက်ပိုကြဖို့ပဲရှိပါတော့တယ်မေတ္တာဝါသွေးနည်းနည်းပဲရှိတဲ့အတွက်ကြောင့်မလို့မေတ္တာဝါယူပါမယ်ဒါပေမဲ့ဇီလောင်းကမပေးခြင်းပဲနဲ့ကာစီလုပ်နေပါတယ်အဲတော့တာဝါကိုရင်ချိုးပြီးတော့ဇီလောင်းကိုတက်ပေးလိုက်ပါတယ်ချစ်အောင်များဘယ်နှချက်မှမခုတ်ရအောင်အဲတော့ကျွန်တော်မှာ item တစ်ချောင်းပဲရှိပါသေးတယ် Genius 1နဲ့ Sky Visa ได้ပါBlue Band နဲ့ data ရရှင်းတော့ထွက်မှာဆိုတော့ Blue Band ရင်စားမလို့တော့ Asma ရောက်လာပါတယ်ကျွန်တော်ဗဒါနာတစ်ကောင်နဲ့ဒီမီကောင်ခြုံနဲ့ဝင်လာတယ်ဗျခြုံထဲမှာကျွန်တော်မရှိတော့တစ်ခါလေးရှော့သွားအတင်းနဲ့ကူချင်းနှစ်ကောင်ရောက်လာပါတော့ဗဇာနာကိုကင်ကြည့်မိမယ်ကျွန်တော်ကဲလို့မရဘူးနော်ကျွန်တော်ကင်ကျွန်တော်ပါသိမှာရအားကြောင့်ကျွန်တော်နောက်ကိုနည်းနည်းဆုပ်ပြီးတော့လူဆောင်လိုက်တယ်တိုက်ရွေရောက်လာတော့ကူချင်းကပြေးသွားတယ်အဲ့တော့မာတစ်ကိုတားလိုက်ပါတယ်ဒါလည်းစပြီးတော့ family ရင်လုံးပါမယ်ကိုကတားတယ်ဆိုပြီးလိုက်ချလို့မရပါဘူး10မိနစ်နောက်ကိုကတ်လိုက်ပြီးတော့ကျွန်တော်တို့ဟိုဘက်ကလည်း item ထွက်တဲ့လောက်ထွက်နေပါပြီAlpha တကယ်တော့ဘိတ်နေတာဗျဒီကောင်ကျွန်တော်ခြုံထဲမှာရှိရလဲသိတယ်အဲကြောင့်မာတစ်ကိုဘိတ်နေတာမာတစ်ကမတီးဘူးပြလိုက်လာတယ်တကယ်ရရှိရလဲဒီကောင်မတီးဘူးကျွန်တော် ultimate တင်တော့ skill 2တစ်ချက်ဝေးလိုက်တာဒီကောင်လွတ်တော့ဒါမှလည်း Sky Visa အဖန်နဲ့3အောင်လုံးသေးသွားပါတယ်အစတွေးတာက link creation ပဲပြင်ရင်လော့တာမယ်ဗျာဒါပေမဲ့ဇီလောင်းကဒီကောင်မပြင်ဘူးဗျအစတော့လောလုံးနေတာပဲဇီလောင်းက2တစ်စက်နဲ့ပြေးလာဆိုတော့ရမလားဆိုပြီးလိုက်သွားတယ်ရလဲရလိုက်ပါတယ်ခဏခဏတက်နေရတော့အားတောင်နားလိုက်ဗျာတော့တက်ပြီးလို့ဘလူးပါစားနေတော့အလန်လန်းမှာကိုကောင်တော့ကောင်သေးသွားတယ်ပေါ့နော်မိန်းနဲ့မာစမန်သေးပြီးကမှတိုင်ဂရီကရောက်ချလာပြီး ultimate တွေကောက်သုံးပြတာတော်သေးရနှစ်ကောင်လုံးသေးတော့မလို့ဗျအစမာလည်းတော်တော် item ထွက်နေပြီးတော့မရတော့တက်လို့တိုင်ဂရီကိုကဲရင်မကဲလို့မရတော့ဗျအဲ့ချိန်မှာ Alpha ရောက်ချလာဘက်တရီဖြစ်တော့အမှဟိုကောင်ကနှစ်ကောင်သေးသွားတယ်ပေါ့နော်ခဏလေးနဲ့သေးသွားတယ်ဒီမှာအစမာကိုရမလားဆိုပြီးလိုက်တာအစမာလည်းမရဘူးလွတ်သွားအဲ့ဒါမရရဲဆိုတော့နောက်ကတယောက်တည်းကြံခဲ့ဟဲရီလေးကိုပဲတွတ်တက်လိုက်ပါတယ်ဒါတော့ Alpha ပြန်သေးသွားသေးတယ်ဗျအစမာလည်းလာတော့လာပဲအမှသူလာတာနောက်ကျစပယ်ကလည်းလွဲသွားအစားတော့မမီတော့ဆိုပြီးလွတ်ပြလိုက်မှာပဲဒါပေမဲ့ review ပေါက်လို့ရတဲ့အထက်ရောက်နေတာရဲ့သူကလည်းတေကန်နေဆိုတော့လိုက်သွားတယ်ဒါတော့မသေးဘူးရတယ် Sky Visa အပတ်ဝင်သွားလို့ဆိုတာသေးသွားတော့မဆိုရင်မသေးဘူးအေမိုဆိုတဲ့ hero က Sky Visa item တော့လိုက်တဲ့ hero ဗျဘလူးဘတ်စားပြီးလို့ monster အသေးလေးကိုစားမလို့လုံးနေစီလောင်းနဲ့တူတယ်ပေါ့နော်ဒီကောင်လည်းဘယ်လောက်သက်တည်ရှိလဲမရှိလဲမြင်တာနဲ့ hero never fail ဆိုပြီးတော့တခါတည်းပြေးတော့တာပဲပွဲရသားတွေဆိုမှကျွန်တော်မှမန်ကလေးကတလိမ့်မှရသေးရောအစမောတက်ပြီးတော့ကိုရှင်ကဓာတ်ပြစ်လိုက်တာကိုယ်ဘယ်နေဓာတ်ဆိုင်မှန်းတော့မသိလိုက်ဘူးဒါပေမဲ့တိုင်ဂရီကတွန်းပေးပါတယ်မာတစ်ကိုရမလားဆိုပြီးတော့ Sky Visa အဖန်နဲ့ဝင်သက်ရှင်တာပြဒါပေမဲ့ကိုရှင်ကျွန်တော်ပြန်တက်သွားကျွန်တော်ပြန်တည်သွားတယ်တဲ့ချိန်လည်းပြီးဆိုတော့လော့ပြန်ထွက်လာနေအကိုက်ပဲအဲ့တော့လော့တက်ပြီးတော့တခါလေးအမ်မိုလုပ်ကြည့်ပါမယ်ဒီလာလည်းအတင်းကတားနေတာ item လည်းဖတ်နေတယ်ဆိုတော့ဘယ်သူမှမကြောက်တော့တိုင်ဂရီလည်းရှိရဆိုတော့ဘလူးဘတ်စားပြီးတော့ link creation မို့သွားတာဒီလောက်ရှိနေမယ်လို့မထင်ထားဘူးဒီကောင်လည်းမနိုင်တော့ဗျပြေးလို့လွတ်တယ်ဒီလားဘာကိစ္စစကေးဝိုင်းကြီးထသုံးလိုက်တယ်မသိဘူးဘာမှသေးသွားတကယ်ဆိုမသေးဘူးဗျဒီလားသူလွတ်တယ်ကျွန်တော်မှ ultimate လည်းမရှိဘူး review လည်းမရှိဘူးဗျလိုက်လို့ရတယ်ဆိုပဲဘာမှမရှိဘူးဒီလောက်အောင်ချပြရချိန်မှာလောကဘေးတာဝါနာတွေရောက်တော့ပြီနော်အမပွဲရလည်းပြီးသွားတယ် victory ပေါ့နော် MVP ကတော့ကြည့်ကြမလို့ပါကျွန်တော်ပါ
အားလုံးပဲဗီဒီယိုလေးကိုအဆုံးကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လည်းဒီထက်ကောင်းတဲ့ဗီဒီယိုနဲ့ထပ်လာပါအောင်မယ်ဂိမ်းလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ပေးကြပါဦးခင်ဗျာ